Hello ဒီနေ့ကအလုံးမရှိတဲ့နဲ့ကျွန်တော်တို့တကယ်ချင်းခေါ်စုပြီးတော့ဖန်ကိုသွားလိုက်မှာပါသွားလိုက်မဲ့နေရာကျတော့အတိအကျမသိသေးဘူးပေါ့နော်ကျွန်တော်တို့တစ်ဖွဲ့လုံးလမ်းမကျွမ်းတာနဲ့ခါစရာလမ်းမသိရနဲ့သွားပြီအဲ့ဒါနဲ့ပဲ GPS ခောက်ပြီးတော့ဂျိုင်းတောင်ကိုရင်တက်ပါတယ်ဖန်သွားရင်အများအားဖြတ်သွားဖြစ်လာပဲပေါ့နော်တောင်ပေါ်မှာကျွန်တော်တခါမှမရောက်ဘူးအဲ့ဒါနဲ့ပဲကျွန်တော်တို့တောင်ကိုဆက်တက်ပါတယ်စိတ်တင်တနာရီ2နာရီလောက်ကြာမယ်ပေါ့နော်တောင်ထက်ကိုသွားတဲ့လမ်းကနည်းနည်းလေးသတိထားရတယ်ပေါ့နော်ဟုတ်လဲဆိုတော့စတီနဲ့လောက်ထားရဆိုတော့လေအခက်မသိရင်ချော်လဲနိုင်ပါတယ်ဂျိုင်းတောင်ကနည်းနည်းလေးပါပဲအဲ့လောက်မဝေးပါဘူးဗျာကျွန်တော်တို့တဲတဲ့ချိန်တော့ကနိုင်ဝဲလာပါဗျာဒါကကျတော့တောင်ပေါ်ကနေလမ်းမြင်ရတဲ့ view တွေပါပြီးကြရင်တော့ကျွန်တော်တို့ဓာတ်ပေါ်ရိုက်စရာရှိတာတွေရိုက်ပါတယ်အောက်ဘက်မှာလေကားရှိရဆိုတော့သွားဆက်စုခဲ့တာပေါ့ဗျာ北洋口长呀မလာမမင်းမမဟုတ်တက်လို့လူပြိုပဲလုပ်မယ်လေကွာစားရကွာအဲ့ဒါနဲ့ပဲကျွန်တော်တို့လည်းသွားလဲစရာနေရာမသိလို့တော့တောင်ကြားလုံးမှာပဲဓာတ်ပေါ်ပြန်လာရိုက်ခဲ့ပါတယ်အခုမြင်တွေ့နေရတဲ့မင်းပွားကကျတော့ KNP နယ်ရဲ့အလားဆိုမင်းပွားလို့တော့ပြောကြတာပဲပြီးရင်တော့ဘာအနာလောကတောင်ကြားလမ်းကိုကျွန်တော်တို့ပြင်လာခဲ့ပါတယ်။တောင်ကြားလမ်းရောက်ရင်ကာကုန်နဲ့ပြေးရတဲ့ဆိုတော့အမှမြင်တွေ့နေရတဲ့အတိုင်းပါပဲ။တက်ဖို့လေးရိုက်ကားလေးကြည့်ပေါ့နော်။ကားလေးပါတိုက်နေအောင်ပဲ။ဒါတိုက်ရောလား။နောက်တော့တောင်ကြားလမ်းရောက်တဲ့ချိန်တို့ကနေတော်ပြင်းနေပေါ့နော်။ကျွန်တော်တို့တော့မှလမ်းဘေးကနေပဲထိုင်ကြည့်ခဲ့ပါတယ်။နေရင်ပူလို့တက်ဖို့တော့မရိုက်ခဲ့ရပါဘူးဗျာ။နောက်တော့အနေပြန်လာပြီးတော့ကျွန်တော်တို့ထုံမထိုင်ကိုစိတ်ဝင်ခဲ့ပါတယ်ဗျာထုံမထိုင်ရတော့စိတ်တဲ့စတူဒီတာဝင်ဆွဲမလားသူရန်တိုးနေတော့ကျွန်တော်လည်းပြန်လာခဲ့ရပါတယ်ဒါလာခဲ့ရတော့လာသွားရဘယ်နေရာတော့အများအားဖို့တိတယောက်ရတာပေါ့နော်ပြီးရင်တော့ငါးစားတွေပါဝယ်ပြီးတော့ငါးစားလိုက်ကျွေးတာပေါ့နော်စော်လေးဘယ်နေရာလာတွေ့လဲဟောင်းယူလေးပါနင်းနေမပူလားကင်းစကားတခုံးလားကင်းစကားတခုံးတော့ပြောပြပါလေနေရောဟိုင်းအမှုရဲပါလာဆိုင်လဲအဲ့ဒါဘာလဲဘာကြီးလဲကွာဆလာဆိုင်ပါအကရင်စကားပဲမဟုတ်လားကင်းစကားလေးတင်ပေးပါဦးဖြစ်အဲနာ Oh my